မင်္ဂလာပါကျွန်တော် like ကိုဝင်ရောက်လာတဲ့အမျိုးတွေကဘာဖြစ်ဖြစ် subscriber လေးနှိပ်ထားပေးပါနော်ဒါမှကျွန်တော်တို့ like လွှင့်လို့ရမှာဖြစ်ပါတယ်အခုတော့ကြည်သွားတဲ့အမျိုးတွေများပေမဲ့ subscriber နှိပ်တဲ့မျိုးနည်းတဲ့အတွက်ကျွန်တော်က like လွှင့်လို့မရသေးဘူးဖြစ်နေပါတယ်ဒါလေးတော့အထူးကူညီကြပါလို့မျိုးတွေအတွက်လည်းကျွန်တော်ဘက်ကတန်းနိုင်ဆုံးအကောင်းဆုံးနေလုပ်ပေးနေတာပဲဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပါအဲ့ကြတော့အခုအပူးကြလာတယ်နှက်ခတ်ကြလာတယ်ကျွန်တော်ကအမျိုးတွေအတွက်မနေ့ကဒီတစ်ပတ်စာမှာဆိုရင်နော်ကျွန်တော်တို့အကောင်းဆုံးနေလုပ်ပေးခဲ့တာပါဒီမွေးကနန်းပေးတဲ့အချိန်မှာလိုက်မှာ9ရက်20ရက်34ရက်90ကတော့ပြန်ကြလာရင်မတက်နိုင်ဘူးပေါ့ဗျာလို့ကျွန်တော်ပြောခဲ့တဲ့စီမှာ90ကျသွားတာကျွန်တော်ကဒီနေ့ခွန်တုံညကီးဘရိတ်ကိုဒီမှာ main ဆိုပြီးတော့ star ပြပေးတာဒါခါအင်မတန်ကောင်းနေဆိုပြီးတော့နော် site ဒီမူတွေနဲ့အဲ့ကြတော့90ထွက်ခဲ့တာဖြစ်ပါတယ်ဒီမှာ93ည3ခွန်ဘူပါခွေရလဲ90ပါလို့ကျွန်တော်နိခွန်တုံည9ခွေရမိန်ကြပါတယ်လို့ကျွန်တော်မျိုးတွေကိုကျွန်တော်ပြောခဲ့တာပါနော်အဲ့ကြတော့အခုဒီ၄ခုနှစ်ကီ၄ခုနှစ်ဘရိတ်ကပြန်ပြီးတော့အားသာသွားပြီအဲ့ကြတော့ဒီ၄ခုနှစ်ကီနဲ့၄ခုနှစ်ဘရိတ်က40နဲ့95ကိုကျွန်တော်မျိုးတွေအတွက်နော်အထူးရွေးချယ်ပေးပါတယ်နော်40နဲ့95ကိုဘာလို့လဲဆိုရင်သူလည်းမူတွေ site တွေနဲ့ဟလား break to break တွေတောက်လျှောက်ကြထားတဲ့အတွက်၄ခုနှစ်ကီ၄ခုနှစ် break အလဲ40ကြောင်း၄ခုနှစ်ကီ၄ခုနှစ် break ဒီမှာ၄ဘူးမူ၄ခုနှစ်ကီ၄ခုနှစ် break ဆိုတော့အင်မတန်မှเนาะထောက်ချက်စုံတာဖြစ်တဲ့အတွက်เนาะဒီ40နဲ့95ကိုမိန်ထားပြီးတော့မမေ့စီနဲ့ပေါ့ဗျာကျန်တာဒီလိုရင်းနဲ့40 45 48 90 95 93ဟလား20နှစ်ခွန်နှစ်ဘူးဆိုပြီးတော့ကနန်းနေရှိပါတယ်ခင်ဗျာနက်ခတ်အပူးကြပြီးရင်အပူးနက်ခတ်တွေကပြန်ကြတတ်ပါတယ်ဒါလေးတော့ view site ပါအပူးနက်ခတ်ဆိုရင်တော့ဒီမှာနှစ်ဘူးပါနေတာပဲဟုတ်လားနှစ်ဘူးလေးလို့ပေါ့ဗျာနော်အလုံးမင်္ဂလာပါအဲ့ကြတော့ကျွန်တော်ဒီနေ့ထပ်ပြီးပြောထားတာကကျွန်တော်တို့အခုဒီမူတွေဖြစ်ပေါ်လာလို့ဒီကြံရဲ့မှာထိုးရမယ့်အပိုင်ကိုရှိပါတယ်ကျွန်တော်မနေ့က live မှာပြောတာတော့3လုံးခွေလို့ပြောထားပေမဲ့ပိုပြီးသေးချတယ်ပိုပြီးအမြန်ကြနိုင်တာက4လုံးဖြစ်တဲ့အတွက်ကျွန်တော်4လုံးအခွေဖြစ်တစ်လုံးထပ်တိုးပြီးတော့เนาะကျွန်တော်တေချာစီးစစ်တဲ့စီမှာ3လုံးအခွေကမကြဘူးလားဆိုတော့ကြားတယ်ဒါပေမဲ့နည်းနည်းလေးကြားတယ်4လုံးအခွေဆိုရင်သူကပို့ပြီးတော့မြန်နေပို့ပြီးတော့ထီးရောက်တာဖြစ်တဲ့အတွက်4လုံးခွေရှိပါတယ်ကြံ4ရဲ့အတွက်เนาะကြိုင်နေတတ်တယ်ဆိုရင်ကြက်တောင်းနဲ့အတူကျွန်တော်တို့ခွန်ကိုခွန်လေးနိခွန်တုံညရှင်ကားတွေခွန်ကိုနှစ်915ခွန်9မှာငွေလဲဆက်စပူရာနဲ့ရပါပြီခင်ဗျာအဲ့ဒီမှာကျွန်တော်တို့ဂရုရဲ့နော်မွေးကနန်းနေရောလက်ဆောင်ပေးမှာဖြစ်ပါတယ်လို့ပြောရင်းနဲ့မင်္ဂလာပါအဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်ကကြံနေရဲ့အတွက်လက်တွဲဆိုင်လေးနဲ့နော်ပေးချင်တာကကျွန်တော်တို့3မိနစ်တစ်ဖြတ်နဲ့ဒီမှာ2ရက်ပဲကြံတော့တယ်နော်ကျွန်တော်တို့ဒီထိတ်နှလုံးပေါင်းချင်း3ည5အချိန်ကိုကျွန်တော်တို့ဒီအပေါ်ကနှလုံးပေါင်းချင်း6လုံးပိုင်နဲ့60 65ဆိုတဲ့စီမှာမွေးကနန်းဒီနောက်3ရက်အတွင်းမှာ65ဆိုပြီးထွက်ခဲ့ပါတယ်6နဲ့ဒါက19ပါနော်6နဲ့9နဲ့ပေါင်းရင်9 3ညအချိန်နဲ့ဒီနှလုံးပေါင်းရင်4လုံးပိုင်တွေးရမယ်ဆိုတော့40 45ဆိုတဲ့စီမှာ45ကြခဲ့ပါတယ်ဒီလိုပဲဒီနှလုံးပေါင်းချင်း3ပိုင်ကိုဒီ
အောက်ဆုံးနှလုံးခွာပေါင်းကြီး1 6ချင်းနဲ့တွဲရမယ်ဆိုတော့3136ဆိုတာဒီကြံ3ရက်မှာ3113ဆို2ကြိမ်နိုင်ထွက်ခဲ့ပါတယ်ဗျာအခုနှလုံးပေါင်းချင်း4ကို6နဲ့5နဲ့ပေါင်းရင်1 6ချင်းနဲ့4ပိုင်ကို1 6ချင်းနဲ့ဆိုတော့4နဲ့46ဟာဒီ2ရက်အတွင်းမှာဒီ4ပြန်ကြအောင်မယ်နော်အဲ့ကြတော့လောက်ပါလို့ပြောရင်းနဲ့နော်ဒါကကျန်2ရက်အတွင်းမှာလိုက်ထိုးရမယ့်ကဏ္ဍဖြစ်ပါတယ်ခင်ဗျာအလုံးမင်္ဂလာပါကိုစိတ်နှပြကျမ်းမှာချပြီးတော့ကျန်ရက်အတွက်အခွေလိုချင်နေဆိုရင်တော့ခွန်ကိုခွန်လေးနိခွန်တုံည85မှာငွေလဲစပူရာနဲ့ကျပ်1000မှာနော်ပူရာနဲ့ရပါပြီလို့ပြောရင်းနဲ့အားလုံးမင်္ဂလာပါခင်ဗျာ YouTube subscriber လေးနှိပ်ပေးခဲ့ပါဦးเนาะကျေးဇူးပြုအားလုံးမင်္ဂလာပါခင်ဗျ